သူများသားမယားကိုထိကာယခိုးယူပေါင်းသင်းခြင်းမပြုရဘူးလို့ရွှေရင်ကျော်မှာသစ္စာဆိုထားရတာပေါ့ဒါနားလည်လွယ်အောင်ပြောပြတာဆိုရတဲ့ပုံစံကကာမပိုင်လင်းရှိမိန်းမတို့ကကိုထိကာယခိုးယူပေါင်းသင်းခြင်းမပြုရပါဘူးဆိုပြီးတော့ဒါသစ္စာဆိုထားရတာပေါ့အဲ့ဒီမှာသူများသားမယားကိုထိကာယခိုးယူပေါင်းသင်းမပြုပါဆိုတော့အချို့ကအပြိုတစ်ခုလက်အမုတ်ဆိုးမှဆိုရင်ရနိုင်မလားဆိုတဲ့အတွေ့တွေနဲ့လာပြီးတော့မေးကြတာလေးရှိကြတယ်ခင်ဗျာနော်အဲ့တော့အချို့တွေလည်းလိုက်ပြီးတော့ဝေဖန်ပြီးတော့ comment တွေမှာလည်းလိုက်ရေးကြတာလေးရှိလို့မကျူးလွန်အပ်တဲ့မိန်းမ20ကိုဒီနေ့ပိုးသူတာပြည့်ရှင်းပြပေးပါမယ်အဲ့နံပါတ်1အနေနဲ့ကတော့မိခင်အုပ်ထိန်တော်မိန်းမတဲ့မိခင်အုပ်ထိန်မှုအောက်မှာရှိနေသေးတဲ့မိန်းမတစ်မျိုးနံပါတ်2ကဖခင်အုပ်ထိန်တော်မိန်းမနံပါတ်3ကမိဘနှစ်ပါးအုပ်ထိန်တော်မိန်းမဖြစ်တယ်နံပါတ်4ကမောင်ကြီးမောင်ငယ်အုပ်ထိန်တော်မိန်းမဖြစ်ပါတယ်နံပါတ်5ကတော့အမညီမအုပ်ထိန်တော်မိန်းမဖြစ်ပါတယ်နံပါတ်6ကဆွေမျိုးအုပ်ထိန်တော်မိန်းမဖြစ်ပါတယ်နံပါတ်9ကအမျိုးအနွယ်အုပ်ထိန်တော်မိန်းမဖြစ်ပါတယ်နံပါတ်10ကတရားကျင့်ပေါ်အုပ်ထိန်တော်မိန်းမဖြစ်ပါတယ်နံပါတ်9ကကိုဝင်တဲကလေးကမှတ်သားတင်ဆက်ထားသောမိန်းမဖြစ်ပါတယ်နံပါတ်10ကဤမိန်းမကိုတွာလာလျင်ဒဏ်သင့်စေဟုမင်းမိတ်ထုတ်ထားသောမိန်းမဖြစ်ပါတယ်နံပါတ်11ကဥစ္စာဖြစ်ဝယ်ယူပေါင်းသင်းသောမိန်းမဖြစ်ပါတယ်နံပါတ်12ကအလိုတူပေါင်းသင်းနေသောမိန်းမဖြစ်ပါတယ်နံပါတ်13ဥစ္စာစည်းစိမ်အနှင်း၍ပေါင်းသင်းနေသောမိန်းမဖြစ်ပါတယ်နံပါတ်14ကအဝိတ္တစာဆင်၍ပေါင်းသင်းနေသောမိန်းမဖြစ်ပါတယ်နံပါတ်15ကလူကြီးစုံရလက်ထပ်ပေါင်းသင်းနေသောမိန်းမဖြစ်ပါတယ်နံပါတ်16ကထင်းခွေရေခတ်လောက်ကင်နေသောမိန်းမအားထိုအလုပ်ကိုမလုပ်စေပဲပေါင်းသင်းထားသောမိန်းမဖြစ်ပါတယ်နံပါတ်19ကမယားပြုခံသောမိန်းမဖြစ်ပါတယ်နံပါတ်18ကမယားပြုခံရသောအလုပ်သူမဖြစ်ပါတယ်နံပါတ်19ကမယားအဖြစ်ပေါင်းသင်းခံရသောတုံပန်းမိန်းမဖြစ်ပါတယ်နံပါတ်20ကခိတ္တငှားရမ်းပေါင်းသင်းသောမိန်းမဖြစ်ပါတယ်အဲ့တော့အများစုကဒီနံပါတ်19မှာပါတဲ့အများမယားအပြုခံရသောမိန်းမဆိုတဲ့တစ်ခုတည်းကိုပဲကာမပိုင်လင်ရှိမယားလို့သတ်မှတ်ကြတာဖြစ်နေတော့ကြောင့်မလို့တကယ်တမ်းဆရာကောင်းတမကောင်းတယောက်ဖြစ်ဖို့အတွက်ကာမပိုင်လင်ရှိမိန်းမတွေကိုကိုထိကာယပေါင်းသင်းခြင်းကိုမပြုတ်ဘူးဆိုရင်ဒီချက်တွေမှာပါတဲ့မယား20ကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဘုရားရကြပါစေ